န်နာသည်သူမ၏ခန္ဓာကိုယ်အချိုးအစားပုံမူပြည့်စုံလာပါစေရန်ကမ်းခြေတွင်နေပူစားလုပ်နေခဲ့သည်ထိုအချိန်တွင်လူငယ်လူမိုက်တစုသည်သူမအားချောင်းမြောင်းကြည့်ရှုယုံသားမကရင်းတို့၏ခွေးကိုလှုပ်၍နှောက်ယှက်စေခဲ့ကြသည်ချက်သည်ထိုအရာကိုမခံနိုင်တော့သဖြင့်ရင်းတို့၏အတန်ချက်ဆက်ကိုပိတ်လိုက်ပြီးခွေးကိုထိမ့်သိမ်းရန်တတိပေးကအန်နာနှင့်အတူထွက်ခွာလာခဲ့သည်သူတို့နှစ်ဦးသည်အဲ့ဒီလိုနဲ့အရာအလုံးပြီးဆုံးသွားပြီဟုထင်ခဲ့ကြတော့လဲပြန်ရန်ပြင်ဆင်ချိန်တွင်ကားတာယာမှာဖန်ပလင်းကွဲဖြင့်လှိဖြတ်ခံထားရသည်ကိုတွေ့ရှိခဲ့ရသည်ရင်းမှာထိုလူငယ်များ၏လက်ချက်ဖြစ်သည်ကိုချက်ချင်းနားလည်လိုက်ကြသည်ချက်သည်အပိုတာယာဖြင့်လဲလှယ်ကအနီးနားရှိမြို့သို့မောင်းနှင်သွားခဲ့သည်သို့သောထိုနေရာသို့ရောက်သည့်အခါထိုလူငယ်အုပ်စုသည်သူတို့ကိုလောင်ပြောင်ရန်ကြိုတင်ဆောင်ဆိုင်နေသည်ကိုတွေ့လိုက်ရသည်ဒေါသထွက်လာသောချက်သည်ရင်းတို့နောက်သို့လိုက်မောင်းခဲ့တော်လဲလူငယ်များသည်လမ်းကြားချင်းထဲသို့ဝင်ပြေးသွားကြသဖြင့်ကားဖြင့်လိုက်မမီတော့ပေမကြမီလမ်းဘေးတွင်စွန့်ပစ်ထားသောစပိန်များကိုတွေ့သဖြင့်ချက်သည်အနီးရှိလူမရှိသောအိမ်တအိမ်တွင်သို့ဝင်သွားခဲ့သည်ရုတ်တရက်အိမ်ရှင်ပြန်လာသဖြင့်အိမ်ကျော်နှင့်မှုဖြင့်အဖမ်းမခံရစေရန်တရင်ပေါက်မှခုန်ချ၍ထွက်ပြေးခဲ့ရသည်ထိုဖြစ်ရများနောက်ပိုင်းတွင်ချက်ကကိစ္စအလုံးကိုလက်လွတ်လိုက်ရန်ဆုံးဖြတ်ခဲ့တော်လဲလူငယ်များကတော့မရက်တန်သေးပါချက်ရီငုတ်ပြီးပြန်လာသောအခါကားတော့ပါတော့သူ၏အိတ်ပျောက်ဆုံးနေပြီးကားလည်းမရှိတော့သည်ကိုတွေ့လိုက်ရသည်ထိုအချိန်တွင်လူငယ်များသည်သူ၏ကားကိုမောင်းနှင်ကသူတို့မောင်နှံကိုတိုက်တက်ရန်ဥတီလာခဲ့ကြတော်လဲချက်၏လင်မြန်သောတုံ့ပြန်မှုကြောင့်ကံကောင်းစွာလွတ်မြောက်ခဲ့သည်ချက်သည်လမ်းပေါ်ရှိတာယာယာများကိုလိုက်ကြည့်ရင်လူငယ်များရှိရာသို့ရောက်သွားခဲ့ပြီးကားကိုပြန်ပေးရန်တောင်းဆိုခဲ့တော်လဲရင်းတို့ကလုံးဝညှင်းဆိုခဲ့ကြသည်ထို့နောက်ရုံရင်းဆန်ခတ်ဖြစ်ပွားလာခဲ့ပြီးအန်နာသည်မြေပြင်ပေါ်ကျနေသောကားတော့ကိုကောက်ယူကချက်နှင့်အတူကားဖြင့်ထွက်ပြေးနိုင်ခဲ့သည်သို့သောအမောင်ထဲတွင်ကားမှာရွှွန့်နှုံထဲသို့ကျုံဝင်သွားခဲ့ပြီးလူငယ်များကကြောက်ခဲများဖြင့်ဝိုင်းပစ်ကဖျက်ဆီးခဲ့ကြသည်ကားသည်နောက်ဆုံးတွင်ရွှွန့်နှုံထဲမှလွတ်မြောက်လာခဲ့တော်လဲရှေ့လေကမှန်ပျက်စီးသွားသဖြင့်ချက်မှာခက်ခဲစွာမောင်းနှင်ရတော့သည့်တိတ်မဝေးသောနေရာတွင်တကိုင်းတစ်ခုသည်ချက်ကိုထိုင်ကုန်တွင်တွေ့ကပ်စေခဲ့ပြီးထိုအချိန်မှာပင်လူငယ်အုပ်စုသည်အနီးသို့ရောက်လာခဲ့သည်ချက်သည်အန်နာကိုတယောက်တည်းထွက်ပြေးခိုင်းခဲ့ပြီးသူကိုယ်တိုင်မှမူထိုလူငယ်အုပ်စု၏အဆိုးရွားဆုံးလက်စားချေမှုကိုယင်အယံကြံရစ်ခဲ့ရလေသည်